Hello 여러분 안녕하세요. 디니가 grammar little book 탭비로 신ပြပြပါမယ်. 디니ပြပြမယ်grammar 가 action verb လက်နာ보다 quality verb လက် honor က 보다 ဆိုတဲ့တရားလေးပေါ့နော်. သူ့ရဲ့အဓိပ္ပာယ်ကတဲ့ထင်တဲ့တဲ့ပုံပေါ်တယ်နော်. action verb လက်နာ보다 quality verb လက် honor က 보다 အဓိပ္ပာယ်ကတဲ့ထင်တဲ့တဲ့ပုံပေါ်တယ်နော်. သူကဘယ်လိုအခြေအနေမှာသုံးတာလဲဆိုတော့သူကအချက်လက်တစ်ခုသုံးဖို့အခြေအနေတစ်ခုကိုအခြေခံပြီးတော့ခံမှန်းထင်မြင်ချက်ပေးတဲ့အခါမှာသုံးတယ်နော်ဘယ်လိုအခြေအနေမှာသုံးတာလဲဆိုတော့အချက်လက်တစ်ခုသုံးမဟုတ်အခြေအနေတစ်ခုကိုအခြေခံထားပြီးတော့ခံမှန်းထင်မြင်ချက်ပေးတဲ့အခါမှာသုံးတယ်ပေါ့နော်အောက်ကိုကြည့်အောင်သူကဒုံးစာဆို action verb ပေါ့နော် action verb ita of တာတို့ရဲ့နောက်မှာဆိုရင်နာဘူတာကတ်တယ်နော် action verb နောက်မှာနာဘူတာကတ်တယ် ita of တာနောက်မှာနာဘူတာကတ်တယ်ဘေးမှာ mob တာဆိုတာကစားသည်နော် action verb ဖြစ်တဲ့ကြောင့်ဒါကိုဖြုတ်လိုက်တယ်နော် action verb ဆိုရင်နာဘူတာကတ်ဆိုတော့ mob နာဘူတာပေါ့နော်နောက်တစ်ခုက ihada အလုပ်လုပ်သည်အတွက်ဒါကိုဖြုတ်လိုက်တယ် action verb ဖြစ်တဲ့ကြောင့်နာဘူတာကတ်ဆိုတော့ ihana ဘူတာပေါ့နော်နောက်တစ်ခုကကြတော့ hyom sa quality verb ဆိုရင်တော့ကျွန်တော်တို့ကအသက်ပါရင်တော့ on ကားဘူတာကိုသုံးပေးရတယ်အသက်မပါရင်တော့နာကားဘူတာကိုသုံးပေးရတယ်နော်အပေါ်မှာကြည့်အောင် manda များသည်များတယ်ဆိုတော့နော် quality verb ဒါကိုဖြုတ်လိုက်တဲ့အသက်ပါတဲ့အတွက် on ကားဘူတာကတော့ manon ကားဘူတာနော်နောက်တစ်ခုအောက်မှာဆိုရင်ဘာပုဒ်တာအလုံးရှုပ်သည် quality verb ဖြစ်တဲ့ကြောင့်ဒါဖြုတ်တယ်အသက်မပါတဲ့အတွက်နာကားဘူတာကတ်ဆိုတော့ဘာပွန်ကားဘူတာကြမယ်နော်နောက်တစ်ခုကကြတော့ hindu တာပြုလုပ်သည်နော် quality verb sorry hindu တာနော်ပင်မန်းသည်အဲ့ဒါအောက်မှာဒါဖြုတ်တယ်အမှလာသက်ဖြစ်တဲ့ကြောင့်လာသက်သည်အသက်မပိုင်သုံးတဲ့ grammar ဆိုတော့နာကာပို့တာဒါပေမဲ့လာသက်သည်နာပါစာနဲ့တွေ့ရင်ပျောက်ဆိုတော့ဒီမှာနာသက်ကြီးပါတဲ့အတွက်ရာကိုဖြောက်ပေးရတယ်ပေါ့နော်အဲ့အတွက် hindu ကပို့တာရမယ်နော်အောက်ကဥပမာကိုကြည့်အောင်ဥပမာဆိုရင်ဘန်အောင်ရှိဟင်းတဲ့နော်ည9နာရီထိုးပြီးအာဂျစ်တို့အခုထိလဲပေါ့နော်စာရမ်ဒရီလူတွေက伊哈那ပွားရောအလုတ်လုတ်နေတယ်ထင်တယ်အလုတ်လုတ်တဲ့ပုံပေါ်တယ်နော်ဒါထင်မြင်ပြီးတော့ပေါ့နော်ခံမှန်းတဲ့ခါမှာသုံးတယ်ပေါ့နော်နောက်တစ်ခုမှကြတော့ onom do နော်ဒီနေ့လေယာကွန်းတော့ဟဲ့ရောနော်ညာဆိုင်ဆင်းရမလားဤဒီမာနွန်ကားပွားရောအလုတ်ကများတဲ့ပုံပေါ်တယ်အလုတ်ကများတယ်ထင်တယ်ဒီမှာဆိုရင်သူ့ရဲ့မွေးဘက်ကမန်တာများသည်ဒါကိုဖြုတ်ပြီးတော့ quality ပဲဖြစ်တဲ့ကြောင့်နော်အသက်ပါတဲ့အတွက် on ကဘူတာသုံးတယ်เนาะဘူတာကြတော့မွေးဘက်ပြုတဲ့ကြောင့်နောက်ကအာယောထက်ကတ်တော့ on ကဘွာယောဆိုပြီးပြောပါတယ်เนาะအပေါ်မှာလည်းခုနမပြောပါဘူးဤဟာတာအလုပ်လုပ်သည်เนาะ action verb ပြုတဲ့ကြောင့်ဒါကိုဖြုတ်ပြီးတော့ action verb ဆိုနာဘူတာကတ်ဆိုတော့နာဘွာယောပြောပါတယ်ပေါ့เนาะကဲနောက်ဆုံးမှာခါလို့ရှိကတဲ့ onum do ဒီနေ့လေချူကိုနောအဟဲဆိုရောเนาะရုံမစင်းခဲ့ဘူးမာနီအဖုံးကဘွာယောအများကြီးနေမကောင်းဖြစ်နေတယ်ထင်တယ်နေမကောင်းတဲ့ပုံပေါ်တယ်เนาะထင်မြင်ပြီးတော့ခံမှန်းပြီးပြောတာပေါ့เนาะဒီမှာဆိုလေသူ့ရဲ့မွေရင်ဘက်ကအဖုတာနာကျင်သည်ဒါကိုဖြုတ်တယ်အဲ့ဒါအောင်မှနာကျင်သည်နေမကောင်းဖြစ်သည်ပေါ့เนาะနှစ်ခုလုံးရတယ်ဒီမှာအဲ့ဒါအောင်မှအသက်မပါတဲ့အတွက်เนาะနာကာပူလာကတ်တော့အဖုံးကဘွာရောရမယ်เนาะကြည့်ရဆိုရင်ဒီနေ့ပြောပြပေးတဲ့သဒ္ဓါလေးကိုသုံးတတ်မယ်ထင်ပါတယ်အဓိပ္ပာယ်လည်းနားလည်မယ်ထင်ပါတယ်အားဆိုအားလုံးကိုကျေးဇူးတင်ပါเนาะ